တောအလေကမပြန်နိုင်တဲ့ရွာမင်းဒီရွာတဲ့ဝင်သွားရင်မနှက်ပြန်မပြန်နိုင်တော့ဘူးဆိုရင်မင်းဝင်ရဲမလားမြန်မာပြည်တောအလေမှာမြေပုံပေါ်မပါတဲ့ရွာတစ်ရွာရှိတယ်အဲ့ဒီရွာကိုဝင်သွားတဲ့လူတိုင်းတယောက်မှပြန်မထွက်လာကြဘူးဒီဇလန်းကအဲ့ဒီရွာကိုတကယ်ဝင်သွားခဲ့တဲ့လူတစ်ယောက်ကိုသိန်းအောင်ရဲ့အတွေ့အကြုံပဲကိုသိန်းအောင်ကမြို့မှာပုံပြင်တန်တရားတွေစုစည်းရေးတားနေတဲ့စာရေးသူဒီနေ့တောအလဲကပြောင်းနေတဲ့ရွာဆိုတဲ့သတင်းစကားသူနားတဲ့ဝင်လာတယ်ကားနဲ့နောက်ဆုံးရောက်နိုင်တဲ့နေရာထိသွားပြီးအဲ့ဒီနောက်တောထဲကိုခြေလျင်နဲ့3နာရီလောက်ဝင်ရတယ်နေရောင်ကမမီတော့ဘူးတောအုပ်ကပိုပြီးမဲလာတယ်လေတစ်ချက်တိုက်သေးရွက်တွေလွတ်တန်ကလူတယောက်အသက်ရှူထိုင်လို့ဖြစ်နေညံ့နေခင်မှာသူ့ရှိမှရွာဒီဝါပေါ်လာတယ်အိမ်တွေဟာဟောင်းနှွမ်းပြီးလူနေရင်အသက်ရှိသလိုမနေရင်တရေနေရင်တောင်ဖြစ်နိုင်သလိုရွာထဲဝင်တဲ့အချိန်လူတိုင်းကကိုသိန်းအောင်ကိုမျက်လုံးကြီးနဲ့ကြည့်နေကြတယ်ဒါပေမဲ့တယောက်မှမပြောဘူးနောက်ဆုံးအဖိုးလှထုံးဆိုတဲ့အဖိုးအိုတယောက်ကတခုံးမပြောတယ်မနဲ့မအားယုံမတက်ခင်းဒီရွာကထွက်နိုင်ရင်ထွက်သွားအဲ့ဒီညာကိုသိန်းအောင်မအိတ်နိုင်ဘူးညအလဲမှာတိုးဘက်ကအတန်တစ်ခုကြားတယ် What do you desire? ဘာလိုချင်လဲမမညိုကအမှန်တရားကိုပြောပြတယ်ဒီရွာဟာရှေးခင်ကလောဘကြီးတဲ့လူတွေကတောဆောင်နတ်ကိုလှည့်စားဖို့ကြိုးစားခဲ့တဲ့နေရာအဲ့ဒီနေကစာပြီးရွာထဲဝင်လာတဲ့လူတိုင်းကိုတောဆောင်နတ်ကစမ်းတတ်တယ် Min ma lao ba shilar. မင်းမှာလောဘရှိလားကိုသိန်းအောင်ရဲ့စိတ်ထဲစာအုပ်နာမည်အောင်မြင်မှုအကုန်ပေါ်လာတယ်လေတစ်ချက်ပြင်းပြင်းတိုက်မီးရောင်အဝါဖြောတစ်ခုပေါ်လာတယ်မနဲ့မိုးလင်းတဲ့အချိန်ကိုသိန်းအောင်တောအပြေမှာနိုးလာတယ်ရွာကပြောင်းနေတယ်လမ်းလည်းမရှိတော့ဘူးသူပြန်လာပြီးဒီဇလန်ကိုရေးတယ်ဒါပေမဲ့စာအုပ်အစုံမှာစာကြောင်းတစ်ကြောင်းထည့်ခဲ့တယ်လောဘရှိတဲ့နေ့တော်ဆောင်နကမင်းနဲ့ကိုမှတ်ထားပြီးသား Ba shilar.